ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ဒီ Play Store မှာရှိတဲ့ S Mining ပေါ့နော် S Mining HME ဆိုတဲ့ S Mining game တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပေါ့နော်ဒီ game ကကြတော့ဒီအိန္ဒိယနိုင်ငံကနေပြီးတော့မှဒီ YouTuber တစ်ခုကနေတယောက်ကနေပြီးတော့မှသူကထုတ်လုပ်ထားတာပေါ့နော်ဒီ Web3 game တစ်ခုဖြစ်တယ်ပေါ့နော်ဒီမှာ Web3 game ကျွန်တော်ဒီ game လေးကတော့ကျွန်တော်အလုံးမရှုပ်ဘူးပေါ့နော်ဒီတစ်နေ့တစ်ခါဝင်ပြီးတော့မှclaim ပေးရင်ရပြီပေါ့နော်ဝင်ပြီးတော့ကျွန်တော်ကဒီ lottery ဆော့ပေးရင်ရပြီပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဆက်ပြီးပြပေးမယ်နော်အရင်ဆုံးကျွန်တော်ဒီ game လေးကို download ဆွဲပေးရမယ်ကျွန်တော် download ဆွဲလို့ပြီးသွားပြီဆိုလို့ချင်းပေါ့နော်ကျွန်တော်အရင်ဆုံးဒီမှာပေါ့နော်ဒီမှာဒီ game ကျွန်တော်ကဒီမှာနော်ဒီမှာကျွန်တော်ဒီမှာ sign ကျွန်တော် account မရှိတဲ့အတွက်ကြောင့်မို့ sign in ဆိုတဲ့ကျွန်တော်တစ်ချက်ဝင်လိုက်မယ်IPY ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီဘက်က email ကိုဝင်လိုက်မယ်ကျွန်တော်ဒီမှာကျွန်တော်ဒီမှာပေါ့နော်email sorry ဒီမှာ email ထဲမှာကျွန်တော်ရဲ့ဒီ Google က email ဖွင့်ထားတဲ့ account ရဲ့ IPY ဆိုလို့ရှိရင်ကျွန်တော်provide ဆိုရင်ကျွန်တော်ဒီမှာပါနော် invitation log in ပါနော်invitation ပါနော်ကျွန်တော်ဒီအောက်မှာပေးထားကျွန်တော် invite code ကလေးထည့်ပေးမယ်ဆိုလို့ရှိရင်28 me coin ကိုကျွန်တော်ထပ်ပြီးတော့ပို့ရမှာဖြစ်ပါတယ်ပြီးတော့ဆိုကျွန်တော်ရဲ့ဒီ user ရဲ့ number ပါနော် number ပြီးတော့ဆိုလို့ရှိရင် name ရဲ့ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ password ပါနော် password ပြီးတော့ဆိုကျွန်တော် account create လုပ်လို့ရပြီပါနော်ကျွန်တော်တော့ဟုတ်ကဲ့ပြီးတော့ဆိုလို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့account create လုပ်ပွဲဆိုကျွန်တော်တို့မျက်နှာနဲ့ပေါ့နော်မျက်နှာကိုကျွန်တော်အရင်ဆုံးဒီ skin ဖတ်ခိုင်းတယ်ပေါ့နော်ကျွန်တော်အဲ့ဥစ္စာလေးကိုကျွန်တော်ဒီလိုမျိုးရှေ့တို့နောက်ဆုတ်လုပ်ပြီးတော့ဒီမျက်နှာကို skin ဖတ်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီ account ကပွင့်သွားမှာဖြစ်ပါတယ်ပြီးသွားပြီဆိုကျွန်တော်တို့ရောက်ရှိသွားမယ့်စာမျက်နှာကတော့မျက်နှာ skin ဖတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်ဒီစာမျက်နှာကျွန်တော်ရောက်ရှိလာမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာပေါ့နော်ဒီပထမဆုံးဒီမှာဒီကျွန်တော် lottery ဆိုတဲ့ဒီပစ္စည်းပုံးလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်line တိတ်မကောင်းဒီမှာပေါ့နော်ကျွန်တော်ဒီနေ့လုပ်ပွားရဆိုတော့ကျွန်တော်မရဘူးပေါ့နော်ဒီမှာကျွန်တော်ဒီနေ့လုပ်ပွားရဆိုတော့ကျွန်တော်မရတော့ဒီမဲမပေါက်တော့ပေါ့နော်ဒီနေ့ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ဒီမှာအဲ့မှာဒီအောက်က lottery ဆိုတဲ့ဒီအောက်မှာပေါ့နော်ကျွန်တော်တစ်နေ့ကိုတစ်ချိန်ပေါ့နော်ဒီနားလေးမှာပေါ့နော်ဒီနားလေးမှာကျွန်တော် lottery ဒီတစ်နေ့ကိုတစ်ချိန်ဝင်ပြီးတော့လုပ်ပေးလို့ရတယ်UTC 8နာရီပေါ့နော်အဲ့ဒီချိန်ဆိုလို့ရှိရင်တစ်ခါပြီးသွားပြီပေါ့နော်ကျွန်တော်တစ်ချိန်ပြန်ပြီးဝင်လုပ်ပေးလို့ရတယ်ပြီးသွားဆိုကျွန်တော်ရတဲ့ coin တွေကိုဘယ်မှာကြည့်လို့ရလဲဆိုတော့ဒီမှာပေါ့နော်ဒီကကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ရတဲ့ coin တွေကိုဒီမှာကျွန်တော်တော့အခုမှစလုပ်တာဆိုတော့ဗောနော် coin 50ရှိရဲဒီမှာကျွန်တော်အဲ့တဲကိုတစ်ချက်ဝင်လိုက်မယ်ဆိုလို့ရှိရင်တစ်ချက်နှိပ်ကြည့်လိုက်မယ် my ဒီ wallet ထဲကို token wallet ထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပြောရဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာရေးထားရလဲဆိုတော့ဒီမှာဗောနော် sorry ကျွန်တော်ဒီမှာသူဘာရေးထားရလဲဆိုတော့ဒီ token withdraw လုပ်ဖို့အတွက်ဗောနော်ကျွန်တော် human verification ကျွန်တော်ဒီမျက်နှာ skin ဖတ်တာကိုပြောတာဗောနော်ပြီးလောက်ရမယ်ပြောရဆိုလို့ရှိရင်သူ့ရဲ့ဒီ significant အရာဆိုလို့ရှိရင်ဗောနော်တစ်လသူတင်ပြီးတော့သူကအကျဉ်းညာပေးမယ်ပေါ့နော်သူ coin ထုတ်တဲ့အချိန်ကိုပေးမဲ့အချိန်ပေါ့နော် coin ပြန်ပြီးတော့ထုတ်ပေးမဲ့အချိန် process တော့မရသေးဘူးပေါ့နော်ကျွန်တော်တို့ဒီ coin ကဘယ်လောက်ကြာမလဲဆိုတော့ကျွန်တော်ခါလေးနော်ကြည့်လိုက်မယ်ဒါတော့ကျွန်တော်ကြည့်တော့မကြည့်ရသေးဘူးဗျကျွန်တော်တိတ်တော့မလစ်လာသေးဘူးcoin ထုတ်ပေးတဲ့အချိန်ကြောင့်ကျွန်တော်ဗီဒီယိုထပ်ပြီးတော့လုပ်ပေးမှာပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုမှာလိုအပ်ချက်တွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်အောက်က comment ပေါက်ထဲမှာကြည့်လို့ရပါတော့နော်ကျွန်တော်ဒီAPP တော့ဒီ link ကိုတော့ဗောနော်ကျွန်တော်ဒီ description မှာကျွန်တော်ချပေးထားမှာဗောနော်အဲ့ဒီကနေပြီးတော့မှကျွန်တော်ရဲ့ refer code ကလေးကိုထည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ရမယ်ဗောနော်နောက်ပြီးတော့ကျွန်တော်တကယ်ချင်းခေါ်မယ်ဆိုလို့ရှိရင်လည်းပဲရတယ်ဗောနော်တကယ်ချင်းခေါ်တာလေးကြံသေးတယ်refer ခေါ်မယ်ဆိုလို့ရှိရင်ဒီမှာဗောနော် Genius Genesis အဲ့မှာကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပြောရဆိုလို့ရှိရင်ခဏလေးပါ okay ရပြီမနော်ကျွန်တော်တကယ်ချင်းဖိတ်ခေါ်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တကယ်ချင်းဖိတ်ခေါ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တကယ်ချင်းနေရှိရနေပြီးတော့မှ100 HME เนาะကျွန်တော်ရရှိတာဖြစ်ပါတယ်နှုတ်နှစ်ဖက်အကျိုးရှိတာပေါ့နော်ကျွန်တော် refer code ထည့်လိုက်လို့ရှိရင်လည်းတကယ်ချင်းတွေက20 HME ရပြီးတော့ကျွန်တော်တကယ်ချင်းတယောက်ခေါ်တိုင်းလည်းပေါ့နော်100 HME point ကိုရရှိတာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးတဲ့တကယ်ချင်းတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဗီဒီယိုမှာလွယ်ချက်တွေရှိတယ်ဆိုလို့ရှိရင်လည်းပဲအောက်က comment box လေးမှာကြည့်လို့ရပါတယ်ပေါ့နော်တစ်ချက်လောက်ဝင်မှန်ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ